โอเคအားလုံးမင်္ဂလာပါဒီနေ့ဗီဒီယိုမှာတော့ကျွန်တော်မိတ်ဆွေတို့ကိုဒီ movie recap လုပ်တဲ့နေ့ကိုကျွန်တော်ပြပေးမယ်ပေါ့နော် Facebook မှာအရန်ခေတ်စားနေတဲ့ AI နဲ့လုပ်ထားတဲ့ movie recap တွေကိုဘယ်လိုလုပ်လဲဆိုတော့ကျွန်တော်ပြမယ်အဲ့တော့ကျွန်တော် Facebook တဲ့ကို Facebook တဲ့ YouTube တဲ့ဝင်ရမယ်ပြီးတော့ကျွန်တော်ဗီဒီယိုပေါ့ဗျာကျွန်တော်တစ်ခုပြမယ်โอเคကျွန်တော်ဒီဗီဒီယိုလေးကိုလုပ်ပြမယ်ပေါ့နော်ဒီမှာမိတ်ဆွေတို့ဒီမှာတစ်ချက်ကြည့်လိုက်ဒီဇက်ကားကိုမိတ်ဆွေတို့ခဏခဏ Facebook မှာမြင်ဘူးနေလိမ့်မယ်ဒီလိုမျိုးဒီဇက်ဝင်ခန်းကိုပေါ့နော်โอเคကျွန်တော်အဲ့ဒီဇက်ဝင်ခန်းကို movie recap လုပ်ပြမယ်အဲ့တော့ကျွန်တော်တို့ကဒီက link ကို copy ကူးလိုက်ဗျာရော့ copy ကူးလိုက်ပြီးလို့ရှိရင်ကျွန်တော်တို့တွားလိုက်မယ်ဒါမှမဟုတ်လိုက် Chrome ပေါ့နော် browser တစ်ခုခုကိုတွားပြီးလို့ရှိရင် YouTube transcript transcript ပေါ့နော် transcript generator ဆိုပြီးတော့ရှာလိုက်မယ်ဒီထဲကကြိုက်တဲ့ဟာတစ်ခုခုကိုယူပြီးတော့တုံးလို့ရတယ်အဲ့တော့ကျွန်တော်တို့ဒီမှာကြော်ညာလေးနည်းနည်းပေါ်တယ်ကိစ္စမရှိဘူးကြော်ညာတွေကိုဖြတ်လိုက်မယ်ပြီးတော့ရှိရင်စမ်းကြည့်အောင်ပေါ့နော်စမ်းကြည့်မယ်ဆိုတော့ okay ဒီမှာဒါဆိုလို့ရှိရင်ဒီဇက်ကားကိုကျွန်တော်တို့ကိုကြော်ညာရီတော့ဒါတက်တယ်ပေါ့နော်ကျွန်တော်တို့ဒီမှာဟိုလေးလုတ်ပေးရဗျဒီမှာကြည့်လိုက် script လေးရေးပေးရပေါ့နော်ဒီမှာ script ရေးပေးတယ်အဲ့တော့ကျွန်တော်တို့အဲ့ဒီ script ကိုအားလုံးကို copy ကူးလိုက်မယ်ဗျတော့ဘယ်ကိုတွားမလဲဆိုရင်ကျွန်တော်ထွေထွေတူတူတော့တွားမနေတော့ဘူးဒီကနေပဲ Google Translate ကိုတုံးမယ်ပေါ့နော်ဒီမှာ Google Translate ပေါ့နော်โอเค Google Translate မှာပဲကျွန်တော်တို့ခုနက copy ကူးလာတဲ့စာတွေအားလုံးကိုချလိုက်မယ်ရပြီပေါ့နော်ဒါလို့ဆိုဒါကတော့မိတ်ဆွေတို့တကယ်လောက်တော့မယ်လုံးဝကြီးတင်ဖို့ဒီလုံးမယ်ဆိုလို့ရှိရင်ကျွန်တော်လိုမျိုးတစ်ခါတည်း copy တိုက်ရိုက်ကူးလိုက်တယ်ဆိုတာတဲ့ဒီအောက်ကစာလေးတွေကိုပြန်ဖတ်ကြည့်ပေါ့နော်မလိုအပ်တဲ့နေရာတွေဖြတ်ပစ်လိုက်မယ်လိုအပ်တဲ့နေရာတွေတော့ခြံထားခဲ့မယ်ပေါ့နော်အဲ့လိုမျိုးလေးတွေလုပ်ပါပြီးတော့ကျွန်တော်တို့ copy ကူးလိုက်ပြီအဲ့ဒီမြန်မာစာကို copy ကူးလိုက်နော်ပြီးသွားလို့ရှိရင်ကျွန်တော်နောက်တဲ့ Google ကိုပဲထပ်တုံးပြီးတော့ဘာလို့အောင်မလဲဆိုတော့ကျွန်တော်တို့ Google AI Studio တွားလိုက်ဗျာဒီမှာရောက်လာပြီပါနော်ဒီရောက်လာပြီဆိုလို့ရှိရင်ကျွန်တော်တို့ဒီထဲမှာပေါ်လာတဲ့တခုခုကိုနှိပ်လိုက်ဗျာရောကိုနှိပ်လိုက်အောင်ပြီးတော့ဒီမှာအတန်တွေက speaker တွေကဒါမျိုး speaker 1 speaker 2တွေဖြစ်နေပါလားအဲ့တော့ကျွန်တော်အကလုံးဖြတ်လိုက်ဗျာဖြတ်လိုက်ဒီမှာတယောက်တည်းပဲတာမယ်တို့ကိုလည်း speaker 1 mode ဒီကအတန်ကိုလည်းမိတ်ဆွေတို့ကြိုက်လို့တွားပြောင်းလို့ရတယ်ပေါ့နော်များတော့အဖြစ်တော့လူတွေတုံးကြတာဒီအတန်ကိုတုံးကြတယ် Ready to build something awesome today? များတော့ပြန်အဲ့ဒီအတန်ကိုတုံးကြတယ်နော် What kind of အမေဆိုတော့ကြိုက်တဲ့အတန်တစ်ခုခုယူလိုက်တယ်နော်ကျွန်တော်ယောက်ျားလေးအတန်ယူလိုက်ဒီအတန်ယူလိုက်မယ်နော်ဒီနေရာမှာပေါ့နော်ဒီနေရာမှာကျတော့အကောလုံးကို select မှန်လိုက် copy ကူးလာတဲ့စာကိုထည့်လိုက်မယ်နော်စာကိုထည့်လိုက်မယ်ထည့်လိုက်ပြီးတော့ကကြိုင်ဒီမှာမိတ်ဆိုလို့တချို့နေရာလေးတွေစာကိုပေါ့နော်ပြင်လုံးဝမြန်မာစာနည်းနည်းပါတီးဖြတ်ပေးရမှာเนาะဒါ AI ကလုံးဝ translate လုပ်ပေးလိုက်တဲ့စာဖြစ်တဲ့အတွက်ကြောင့်မလို့ဒီမှာတန်တုံးနဲ့တင်းကျပ်လာတာကြောင့်ပိုင်းညာအဲ့လိုမျိုးကြီးဖြစ်နေပါเนาะအဲ့ဒါလေးနည်းနည်းပါပြင်ပေးရမယ်ပေါ့เนาะဒါမိတ်ဆိုလို့ပြင်ချင်လဲပြင်ပါမပြင်ချင်လဲဒီတိုင်းပဲတုံးလိုက်လို့ရတယ်ပြီးရင်တို့ run လို့နှိပ်ပေးလိုက်အေးဒါဆိုလို့ရှိရင်မိတ်ဆိုလို့ဒီဘက်ကြည့်လိုက်ခုထဲမှာပိတ်မိနေတဲ့လူတယောက်ဟာသူ့ရဲ့ပြောညံ့တဲ့ဒီတန်တွေကမိတ်ဆိုလို့ဒီFacebook တို့ TikTok တို့မှာခဏခဏကြားဘူးနေကြအတန်ပြီပေါ့နော်အဲ့တော့ကျွန်တော်တို့ကအတန်တစ်ခုရလာပြီအဲ့တော့ပြီးရောခါကျကျွန်တော် download ဆွဲလိုက်မယ်ဗျာဒီကောင်ကို download ဆွဲလိုက်နော် download ဆွဲလိုက်တော့ဒီမှာကျွန်တော် download ရပါပြီအဲ့ပြီးသွားရင်ဘာကြံလေးလဲဆိုတော့ကျွန်တော်တို့ကပြီးတော့မပြီးသေးဘူးဗျာခုနက YouTube ကိုပြန်တွားလိုက်မယ် enemy laughed with joy YouTube ကိုပြန်တွားလိုက်ပြီးတော့ကျွန်တော်တို့ link ကိုပြန်ယူလိုက်မယ်ဘာလို့လဲဆိုတော့ကျွန်တော်တို့ video download ဆွဲเสียကြံလေးရပေါ့နော်အဲ့ဒီ video ကိုကျွန်တော် download ဆွဲမယ်ဒီတစ်ခါမှာတော့ကျွန်တော်တို့ရှာရမှာကYouTube video download တာဆိုပြီးရှာလိုက်ပါเนาะဒီမှာ YouTube video download ဆိုပြီးရှိတယ်ပေါ့เนาะကျွန်တော်တို့အဲ့ဒါလေးကိုနှိပ်လိုက်မယ်ဒါဆိုလို့ရှိရင်ဒီမှာ YouTube video download website လေးတစ်ခုကြာလာပြီပေါ့เนาะမိတ်ဆွေတို့ကြိုက်တဲ့ website ကိုတုံးလို့ရတယ်ကျွန်တော်တို့ခုန copy ကူးထားတဲ့ဟာကိုပဲဒီမှာ paste ချလိုက်မယ်ပြီးတော့ကျွန်တော်တို့ download ဆွဲကြည့်မယ်ဒီမှာဆိုလို့ရှိရင်ကျွန်တော်တို့ video တစ်ခုရလာပြီပေါ့เนาะအဲ့ပြီးတော့ဒီမှာမိတ်ဆွေတို့ကြိုက်တဲ့ဟာဒီ resolution ကတော့ကြိုက်တာဆွဲလို့ရတော့ဗောနော်ကြိုက်တာရွေးပြီးတော့ရတယ်ကျွန်တော်တို့သူ့ရဲ့ default အတိုင်းပဲထားလိုက်ပြီးရင်ကျွန်တော်တို့ download ဆိုနှိပ်လိုက်မယ်ဒီမှာ download ဆွဲနေရဗောနော် download ဆွဲနေရ download ဆွဲပြီးပါရပြီဒါဆိုလို့ချင်းအခုနောက်ဆုံးတစ်ခုကြံတာကဘယ်မှာလဲဆိုတော့CapCut မှာဗောနော် CapCut ကိုတွားလို့လည်းရတယ်ဒီမှာ CapCut တုံး VM ပဲတုံမိတ်ဆွေတို့ကြိုက်တာတုံးလို့ရတယ်ဗောနော်ဒီထဲရောက်လာပြီဆိုလို့ချင်းကျွန်တော်တို့ video က new ကိုခေါ်မယ်ပြီးတော့ဒါ download ဆွဲထားတဲ့ video ဖြစ်မယ်ဗော a man stood ဒီမှာ download ဆွဲထားတဲ့ video ရလာပြီးတော့ဒီ video ရဲ့အတန်ကိုကျွန်တော်တို့ကဖြောက်ပြရမှာဖြစ်တဲ့အတွက်ကြောင့်မို့ဒီဟာလေးကိုဒီမှာတော့ video နားမှာဟွာလေးရှိရ mute လုပ်လိုက်ရပါတော့ဒါဆိုရင် play ကြည့်လိုက်
โอเคအတန်မမီရောပေါ့နော်ပြီးတော့ဗာကြံလေးလဲဆိုတော့ဒီမှာကျွန်တော်တို့ဒီသူ့ရဲ့စာသားကိုအောက်နားမှာထိုးတယ်ပေါ့နော်ကျွန်တော်တို့အဲ့ကောင်လေးကိုဖြတ်ရမယ်ပြီးတော့ကျွန်တော်တို့ရဲ့ဗီဒီယိုကိုလည်း site ပြောင်းရမယ်ပေါ့နော် site ပြောင်းရမယ်ဆိုတော့ကျွန်တော်တို့ site တော့ပြောင်းလိုက်မယ်ဗျာ site ကကျွန်တော်တို့ဒီ YouTube short တို့ TikTok တို့အဲ့လိုမျိုး site ဆိုတော့96ပေါ့နော်96ကိုမှဒီစာလေးမပါအောင်ကျွန်တော်နည်းနည်းပါးလေးဖြတ်ပေးလိုက်ရအောင်တစ်လောက်ပေါ့free site နဲ့ပဲအရင်ဖြတ်လိုက်မယ်ဗျာနော်ဒါဆိုရင်ကျွန်တော်တို့ခုနကစာလေးမပါတော့ဘူးเนาะစာလေးမပါတော့ဘူးအဲ့ဒါကိုမှအခုကျွန်တော်တို့အတန်ထည့်မယ်ပေါ့နော် audio ဆိုတာလေးကိုနှိပ်လိုက်မယ် sound ကိုတွားမယ်ခုန တန်ဆက်တစ်ခုတည်းမှာ okay ဒီအတန်ပေါ့နော်ဟုတ်အတန် download ဆွဲထားတဲ့ဟာလေးထည့်လိုက်ပြီဆိုတော့ကျွန်တော်တို့နောက်ကွက်ကချိန်မှကြည့်ရမှာပေါ့နော်အဲ့တော့ကျွန်တော်တစ်ချက်ကြည့်ရအောင် တန်ဆက်တစ်ခုတည်းမှာပိတ်မိနေတဲ့လူတစ်ယောက်ဟာသူ့ရဲ့ပြောညံ့တဲ့အခြေအနေကိုမြင်လိုက်ရတော့ရန်သူကရွှင်လန်းစွာရေမောရင်ခေါင်းကိုမှတ်တိုက်ရက်ဗုဒ္ဓဘာသာကျမ်းဂန်တွေကိုယွတ်နေရင်ရုတ်တရက်ရန်သူရဲ့ခေါင်းကိုတန်တုံးနဲ့တင်းကျပ်လာတာကြောင့်ရန်သူကထိတ်လက် okay အခုကျွန်တော်တို့ကဒီမှာစာတန်းလေးပါထိုးချင်တယ်ပေါ့နော်စာတန်းလေးပါထိုးချင်တယ်ဆိုဘယ်လိုလုပ်မလဲဆိုတော့ကျွန်တော်တို့ဒီဟာလေးကိုနှိပ်မှာဘာရှိလဲဆိုတော့ကျွန်တော်တို့ auto caption ဆိုတာရှိတယ်ဒီ caption ဆိုတဲ့ဟာလေးကိုနှိပ်ပြီးတော့မြန်မာစာဆိုတော့မြန်မာစာပေါ့နော်တချို့ဟာဒီမှာတော့မြန်မာစာ font နေရမမှန်ဘူးအဲမျိုးဆိုခုပါတာကိုထည့်ရပါတော့ဖုန်းနေမှာဆိုတော့မှန်လိမ့်မယ်ကျွန်တော်ကကြတော့ဒီ Honda ဖြစ်နေတဲ့အတွက်ကြောင့်မို့မမှန်ဘူးပေါ့နော်အဲ့တော့ကျွန်တော်ပြလိုက်မယ်ဗျာမြန်မာစာနဲ့ okay မြန်မာစာထည့်ပြီးတော့ရင်ကျွန်တော်တို့မနော် language မှာမြန်မာစာရွေးမယ်ပြီးတော့သူ့စာတန်းထိုးတာကဘယ်လိုပုံစံစာတန်းထိုးချင်လဲဒါဒီမှာမိတ်ဆွေတို့ကြိုက်တယ်လို့ရွေးလို့ရတယ်ကျွန်တော်ဒီကောင်လေးနဲ့ပြလိုက်မယ်ပြီးရင် generate ကိုနှိပ်လိုက် generate ကိုနှိပ်ပြီးခဏစောင့်ပြီးတော့အချိန်မှာကျွန်တော်တို့ဒီမှာမြန်မာစာတန်းတိုးလေးရပြီပေါ့နော်ဒီမှာကျွန်တော်ကကြတော့အဲ့လိုမျိုးလေး font ကမမှန်ဘူးတွေ့လားမမှန်ဘူးနော်ကဲဒါမဲ့ကိစ္စမရှိဘူးဒါမိတ်ဆွေတို့ရှိမှာဆိုလို့ရှိရင်မှန်လိမ့်မယ်ပေါ့နော်ကျွန်တော်ရှိမှာမမှန်တာကိုပြောပြတာ တန်ဆက်တစ်ခုတည်းမှာပိတ်မိနေတဲ့လူတစ်ယောက်ဟာသူ့ရဲ့ပြောညံ့တဲ့အခြေအနေကိုမြင်လိုက်ရတော့ okay ရန်သူကရွှင် တကယ်လို့မိတ်ဆွေတို့ကစာတန်းမတိုးချင်ဘူးဆိုလည်းရတယ်ပေါ့နော်ကိစ္စမရှိဘူး okay အဲ့ပြီးသွားပြီဆိုလို့ရှိရင်ကျွန်တော်တို့ဒီမှာ export ကိုနှုတ်ပြီးနှိပ်ပြီးတော့ export ထုတ်လိုက်လို့ရပြီပေါ့နော်ဒါဆိုကျွန်တော်ဗီဒီယိုတစ်ပုတ်ရပြီYouTube မှာတော့ပြန်မတုံးနဲ့ပေါ့နော်အတိကတော့ကျွန်တော်တို့ TikTok တို့ Facebook တို့မှာပြန်တုံးပေါ့နော်တကယ်လို့ YouTube မှာပြန်တုံးချင်တယ်ဆိုလို့ရှိရင်ဘယ်လိုလုပ်ရလဲဆိုတော့ဒါကနောက်ကျွန်တော်နောက်ဗီဒီယိုမှာဆက်ပြီးတော့ပြောပြပြီးတော့မယ်ပေါ့နော် okay